တောင်နှန်းကြီးတွေနဲ့ဝန်းရံထားတဲ့မြို့မိုင်းရွာလေးမှာရှေးရခင်ကလှပတန့်စင်တဲ့ရေကန်ကြီးတစ်ခုရှိခဲ့ပါတယ်။ရေကန်ရဲ့ရေဟာကြည်လင်ပြီးနေခင်းအချိန်မှာကောင်းကင်ပြာကိုမှန်တစ်ချက်ထင်ဟပ်နေကညဘက်ကျရင်လေလာဆန်းလားပြည့်တွေရဲ့အလင်းရောင်ကိုစုပ်ယူပြီးငွေရောင်တွေတလက်လက်လက်နေတတ်ပါတယ်။ရွာသားတွေကဒီကန်ကိုရွှေရည်အိုင်လို့ခေါ်ကြတယ်။ဒီအိုင်ကိုစောင့်ကြည့်တဲ့နတ်သမီးလေးတစ်ပါးရှိပါတယ်။သူ့နာမည်ကရွှေရည်ရွှေရောင်သပင်တွေပင်လယ်ပြာရောင်မျက်လုံးတွေအဖြူရောင်မူးမျိုးတွေနဲ့လှပနေသောနတ်သမီးလေးပါ။တနေ့ညနေရွာထဲကစင်းရဲသားလယ်သမားလေးမောင်ဖိုးဟာသူ့နွားတွေကိုရေတိုက်ဖို့အိုင်နာကိုရောက်လာပါတယ်။ရေအိုင်အလဲကနေတချင်းတန်ပျော့ပျော့လေးကြားရသဖြင့်လိုက်ကြည့်လိုက်တော့အိုးအိုးသူဘယ်တော့မှမမြင်ဘူးတဲ့အလှဆုံးမိန်းကလေးတစ်ယောက်ရေပေါ်မှာရှောက်လန်းရင်းတချင်းဆိုနေပါတယ်။သူ့ခြေပွားလေးတွေကိုထိလိုက်တဲ့ရေဟာငွေရောင်လက်ဆွဲလေးတွေဖြစ်လာပါတယ်။အမမင်းကဘာတူလဲလို့မောင်ဖိုးတုံတုံရင်ရင်နဲ့မေးလိုက်မိပါတယ်။ရွှေရည်ကလှပတဲ့ပြုံးလေးနဲ့လှည့်ကြည့်ပြီးဖြေလိုက်တဲ့ငါကဒီအိုင်မှာနှစ်ပေါင်းမရေမတွက်နိုင်အောင်နေတဲ့နတ်သမီးပါလူသားတွေကိုကောင်းတာလုပ်ရတာဝါသနာပါတယ်အဲ့ဒီနေ့ကစပြီးမောင်ဖိုးဟာညနေတိုင်းအိုင်နာကိုလာလေးရှိပြီးရွှေရည်နဲ့စကားပြောပါတော့တယ်ရွှေရည်ကသူ့ကိုတချင်းတန်ချိုချိုလေးတွေတင်တစ်ပင်တွေတရိတ်ဆန်တွေနဲ့စကားပြောနည်းတွေတင်ပေးသူ့ရဲ့နတ်ဆေးနည်းလေးတွေနဲ့ရွာသားတွေရဲ့နာမကျန်းတာတွေပျောက်ကင်းအောင်ကူညီပါတယ်သူတို့နှစ်ယောက်ရင်းနှီးလာကြပါတယ်သို့ပေမဲ့ရွှေရည်ကမောင်ဖိုးကိုအကြီးအကျယ်သတိပေးထားတယ်။ငါ့ကိုဘယ်တော့မှမထိရဘူးနော်။နတ်သမီးကိုလူသားကထိလိုက်ရင်ငါရဲ့နတ်စွမ်းအားတွေပျောက်ကွယ်သွားမယ်ပြီးတော့ငါဒီအိုင်နဲ့ပြန်ဝင်သွားရလိမ့်မယ်။တနေ့တော့ရွာမှာကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်လာတယ်။မိုးခေါင်ပြီးတီးနှံတွေညှိုးနွမ်းလာတဲ့ရွာသားတွေဟာကြောက်လန့်ပြီးဘာလို့ရမှန်းမသိတော့ဘူး။မောင်ဖိုးလည်းစိုးရိမ်ပြီးရွှေရည်စီပြေးလာတယ်ရွှေရည်မင်းသာငါတို့ကိုမကူညီနိုင်ရင်ငါတို့ရွာပျက်စီးသွားလိမ့်မယ်လို့ငိုကြွေးလိုက်တယ်။ရွှေရည်မှာနှလုံးသားနူးညံ့နေသူပြုံးပြီးမောင်ဖိုးရဲ့လက်ကိုယူကအိုင်ရဲ့အလဲကိုခေါ်သွားတယ်။သူ့လက်ကိုမြှောက်လိုက်တဲ့အခါမိုးတိမ်တွေဆူလာပြီးမိုးရွာလာတယ်။ရွာသားတွေဝမ်းသာပျော်ရွှင်လာကြတယ်။မောင်ဖိုးလည်းပျော်လွန်းလို့ရွှေရည်ကိုချီးကျူးပြီးသူ့ရဲ့လက်ကိုမထိန်နိုင်တော့ပဲစုပ်ကင်လိုက်မိတယ်။ချက်ချင်းပဲရွှေရည်ရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းဖြူဖွေးတောက်ပြီးဖြူမုံမုံလေးတွေဖြစ်လာတယ်။သူ့ရဲ့မျက်လုံးတွေမှာဝမ်းနည်းမှုရေကိုချစ်ချင်းရည်နဲ့ရောနှောနေတယ်။မောင်ဖိုးနောက်ဆုံးအချိန်ငါပြောခဲ့တဲ့စကားကိုမှတ်မိလား။ငါ့ကိုမထိရဘူး။ငါနဲ့စွမ်းအားတွေကုန်ခန်းသွားပြီးငါဒီအိုင်နဲ့ပြန်ဝင်သွားရတော့မယ်လို့နူးညံ့တဲ့အတန်လေးနဲ့ပြောလိုက်တယ်မဖြစ်နိုင်ဘူး။ခွင့်လွတ်ပါရွှေရည်လို့မောင်ဖိုးအော်ဟစ်ငိုယိုပါတယ်ငိုရာတွေရက်ပါမင်းရဲ့နှလုံးသားကတန်ရှင်းပြီးကောင်းမွန်တယ်ဒါပေမဲ့လူသားနဲ့နတ်သမီးရဲ့ကံကြွေးဟာကွဲပြားတာပါပဲမင်းရဲ့ကျေးဇူးတွေကိုငါဘယ်တော့မှမေ့မှာမဟုတ်ဘူးဒါပေမဲ့နောက်ဆုံးအနေနဲ့မင်းကိုသတိပေးခြင်းနဲ့တဘာဝကိုမထိန်သိမ်းရင်ငါတို့ရဲ့အိုင်လိုမျိုးတန်ရှင်းလှပတဲ့နေရာတွေကိုမဆောင်ရှောက်ရင်နတ်သမီးတွေဟာထာဝရပျောက်ကွယ်သွားကြမှာပါလို့ရွှေရည်ကပြောလိုက်ပြီးသူ့ခန္ဓာကိုယ်တစ်ခုလုံးဖြူဖွေးတဲ့အလင်းစင်စင်အလင်းတန်းကြီးအဖြစ်ပြောင်းလဲသွားကအိုင်ထဲကိုစုပ်ယူသွားတော့တဲ့အဲ့ဒီနေ့ကစပြီးရွှေရည်အိုင်ဟာတဖြည်းဖြည်းညဉ့်ညမ်းလာပြီးနောက်ပိုင်းမှာညူမိုင်းအိုင်လို့ခေါ်ကြတော့တဲ့မောင်ဖိုးဟာရွှေရည်ရဲ့နောက်ဆုံးစကားကိုဘယ်တော့မှမမေ့ပဲတဘာဝကိုချစ်မြတ်နိုးတက်အောင်ရွာသားတွေကိုတခါတရံညအမှောင်ထုထဲမှာအိုင်ထဲကနတ်သမီးတချင်းတန်လေးကြားရဘူးတဲ့သူတွေကရွှေရည်ကသူ့ချစ်သူတွေကိုနှုတ်ဆက်နေတုံးပဲလို့ပြောကြပါတယ်